မင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ပြပေးမယ့် drill ကဒီ short pad ပေါ့ဒီတလှမ်းခြေတလှမ်း3ပေဆုံးလေးပေါ့ဆိုတော့သူရဲ့ဒီ game မှာကသူကဒီ putter ကသူက 50% သူကစိုးမိုးထားတာကိုကျွန်တော်တို့မျက်စိရှမ်းသွားလို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီပါ72မှာ2ပတ်ကြီးပဲရိုက်သွား36ချက်ရိုက်ရမှာဆိုတော့ဘာမှ72တစ်ဝက်ကပါတာဖြစ်နေပြီနှစ်ချက်2ပတ်ပဲပါတာဖြစ်နေပြီဆိုတော့သူကပါတာကလည်းသူကအရန်အရေးကြီးတဲ့အထက်မှာပါတယ်ဆိုတော့ဒီနေ့ပြမှာပြပေးမယ့်လေ့ကျင့်ခန်းလေးကတော့ကျွန်တော်တို့ဒီ record ပေါ့ကွာကဘာပေါ်မှာအလွဲဆုံးနေရပေါ့ဆိုတော့ဒီတလှမ်း5ပေအဲ့အတွင်းကဒီအလွဲဆုံးပတ်တာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးကိုမလွဲရအောင်ကျွန်တော်တို့ကအိမ်မှာဖန်ကွာကလေးတစ်လုံးယူမယ်ဘောလုံးလေးနဲ့ဒီပါတင်မတ်ပဲရှိရှိကပ်ပတ်ပဲရှိရှိကျွန်တော်တို့ကတလှမ်းလှမ်းပြီးရင်အဲ့ဒါလေးကိုရိုက်မယ်ရိုက်တဲ့အခါမှာသူ့ရဲ့ဟွက်ဖဲလေးကဘာလဲဆိုတော့ grip pressure ဗျ grip pressure ကကျွန်တော်တို့ရဲ့ကိုယ်ပိုင် grip pressure ကိုယ့်ကိုရှာမှရမှာကျွန်တော်တို့ကလေ့ကျင့်တဲ့နီးလေးပဲပြောပြလို့ရတယ်ဆိုတော့ကိုယ့်ရဲ့ဒီတလှမ်းပေါ့ one step length လေးကိုကျွန်တော်တို့ကကိုယ့်ရဲ့လက်ကင်မှာ grip pressure ဘယ်လောက်ထားမလဲဘယ်လိုထားမလဲဘယ်လောက်အားသုံးမလဲအဲ့ဒါကိုအမြဲတမ်းကင်ပြီးတော့ထားနိုင်အောင်ကြိုးစားရမယ်ဆိုတော့အမြဲတမ်းဒီ distance မှာငါရဲ့ grip pressure ဒီလောက်ပါဆိုတဲ့ဟာလေးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီနားမှာကျွန်တော်တို့က side line တွေရှိမယ် flat line တွေရှိမယ် down hill တွေရှိမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကထိချက်မကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကထင်ထားတဲ့ပိုဝေးသွားတတ်တယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ကအရေးကြီးက grip pressure ကိုတစ်ခါတည်းတွဲကျင့်မယ်1 2ဆိုတော့အဲ့ဒီလေ့ကျင့်ခန်းကိုကျင့်လိုက်လို့ရှိရင်ကျွန်တော်တို့ကနောက်ပိုင်း1 round 2 round 4 round တဖြည်းဖြည်းနဲ့ကျွန်တော်တို့ putting skill ကတက်လာပါလိမ့်ခင်ဗျအဲ့ဒါကကြတော့ကျွန်တော် granny ပေးတယ်ကျင့်ပြအောင်သာကျင့်ပါတော့ putting အရန်ကောင်းလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်